ရွာပြန်ရောက်ပါပြီရွာပြန်ရောက်တဲ့ခါကျတော့စမ်းရဲ့ခြံထဲမှာပေါ့နော်အခုကလေခြံအစ်စ်ရနေပြီလေနောက်ထပ်ခြံအစ်စ်တွေထက်ဝဲထားအောင်ဆိုတော့လေဘာအပင်တွေစိုက်ထားလဲဘာအပင်တွေအစ်စ်တွေထွက်လာပြီးလဲဆိုရင်တော့ဗီဒီယိုထက်မှာလိုက်ပြမယ်နော်စမ်းလေအခုမှရောက်တဲ့ခြံဒါကတော့အစ်စ်ဝဲထားတဲ့ခြံလေးပဲဖြစ်ပါတယ်ဒီမှာအစ်စ်ဝဲထားတဲ့ခြံကကြတော့ကြံပင်တွေစိုက်ထားပါတယ်ကြံခင်းလေးတွေဝူးပြဒါကြိုင်ခင်းလေးတွေအဖေစိုက်ထားပါတယ်ဟိုမှာအဖေကတော့ဘာတွေခူးနေလဲမသိဘူးနော် အများကြီးပဲနော် လိုက်ကြည့်အောင်လားလိုက်ပြမယ်โอ้ยเด็กเขาผมว่ามันเสียอเมียไปจริงเปล่าโอ้ยเลยโมเหมียวตี မိုးမြော် ตีเลยด้วยဒါကတော့စားလို့မကုန်ပြန်ရောင်းမယ် ပြီးတော့ကြာလေးခါလဲ ဟိုကလေခရမ်းတီးလေဒီကောင်ခရမ်းတီးအလုံးသေးလေးတွေသူကတော့အလုံးကြီးကြီးမဟုတ်ဘူးဒီကောင်ကကျတော့အလုံးသေးလေးပါအများကြီးပဲဒါကကြတော့အရှိဆန်းပထမဦးဆုံးဝယ်ထားတဲ့ခြံကကြတော့ဒီလောက်ပဲနော်ဒီလောက်ပဲ အခုကကြတော့နောက်ထပ်အကြီးထပ်ဝယ်လိုက်ပါတယ်ဒီမှာပါ ဟိုတီဟိုမှာ အားတော့ congratulation ပါ congratulation ဒီဟာတွေကကြတော့လေအပင်တွေစိုက်ထားတယ်နေရာမချရသေးဘူးပေါ့နော်အဖေကကြောက်လိုက်မျိုးတပင်စီရောပေါ့နော်အဲ့လိုမျိုးစီထားပြီးတော့မှလေနောက်မှဟိုဘက်မှာမြေအလွတ်ကြံတယ်ဆိုတော့လေအဲ့မှာပြန်ချမှာပေါ့နော်ခြံထဲမှာအကြောက်လေအတီးအရွက်တွေအစုံရှိတယ်နော်ရွာရောက်တော့လေဒီလိုမျိုးတဘာဝရနဲ့ထိတွေ့တဲ့ခါကျတော့အရန်ပျော်ဖို့ကောင်းပါလေချစ်တို့ရေဒါပေမဲ့ဒီခြံကတော့ချင်းနေတော့များတယ်ဘာလို့လဲဆိုတော့မိုးသွင်းဆိုတော့လေဒီခြံကကြတော့စပစ်တီးကကြတော့မရှိတော့ပါဘူးအဖေတူးထားတာပြောလို့မပြောတူးထားတာ Oh my god ကြီးပဲနော်ဒီမှာ ကြီးပဲ ဝိုင်းထားတာကြည့်ဒီမှာဝိုင်း အကြီးပဲဒီမှာလည်းတစ်လုံး ခေါင်းလောက်ရှိတယ်ကွယ် ဟဲ့ဒီမှာလည်းတစ်လုံးအကြီးပဲ ခေါင်းလောက်ရှိရနော် တော်ကြီးတော့ကြည့်ပါဦးဒီမှာကစိုးဦးတစ်လုံးအကြီးပဲချစ်တို့ရေဟဲ့ခါတိုင်းနှစ်ကကြတော့ဒီလိုမျိုးမိုးသွင်းမဟုတ်ဘူးနော် မိုးသွင်းမဟာ ဒီနှစ်ကကြတော့အကြီးပဲနှလုံးဟိုမှာဆန်းကဒီမှာပါလုံရင်ကောင်းမလဲ channel လဲဒီမှာအကြီးပဲဆိုတော့ဒီမှာဆိုင်ဖို့ရင်ကောင်းမလားလို့စဉ်းစားတာအိမ်ဆောက်မယ်ဆိုရင်တော့အိမ်9လုံးလောက်ဆောက်လို့ရတယ်ဒီအရှိမတစ်လုံးဒီဘက်မှာတစ်လုံးဟိုဘက်မှာအိမ်တေးလေးဆောက်ထားတာတစ်လုံးအနောက်မှာအိမ်နှလုံး9လုံးဆောက်လို့ရတယ်ဟောရှင်းတဲ့နန်လေးတွေကြည့်ပါဦးရှင်းတဲ့နန်လို့ခေါ်ရလားရှင်းတဲ့နန်လို့ခေါ်ရလားဘလို့ခေါ်ရလဲချစ်တို့အရန်ပွေတယ်ဒီဟာကိုဘာနဲ့စားမှာလဲဆိုရင်တော့နော်သူ့စားလို့ရတယ်နောက်တော့ငပိတ်လောက်စားလို့ရတယ်နောက်တစ်ခုကကြတော့ဟိုဟာနဲ့လေအထောင်းနဲ့ထည့်စားလို့ရတယ်နောက်တော့ဟိုဟာလေမမပြုတ်ထဲမှာလို့စားလို့ကောင်းလဲနောက်တော့မုတ်တီထဲမှာလဲစားလို့အရန်ကောင်းတယ်ဒါလေးထည့်ဒါကတော့ဒီနေ့အဖေကျူးထားတဲ့ဟာလေအများရတယ်ဟဲ့ဒါရောင်းလို့ရှိရင်ဘယ်လောက်ရမလဲမသိ2000လောက်ပဲရမယ်။အိုးတော်လက်ဆက်တာပဲနော်။ဒါကကျတော့ organic တွေနော် organic တွေဒါကကျတော့အဝေးရဖွယ်ဖွယ်နဲ့အားလုံးလေကြည့်ရှုလို့ရအောင်ပေါ့နော်ဒါအများကြီးပဲဒါကတော့ဆန်းရဲ့ chant organic စစ်လေးပါအချင်းလောက်ချင်တယ်ကွယ်အေး မိုးမြော်တည်ရနော်ဟဲ့ငါလေဟိုတယောက်တည်းကိုလည်းငါပြောရမယ် Hello my darling Hello Now I'm in my farm. This is my farm, you know. Now I'm right at the village. สวัสดีค่ะวันนี้นะคะ Organic นะคะ เราจะถึงบ้านแล้วค่ะถึงไม้เฮาเฉาแล้วค่ะ แล้วก็อันนี้เราอยู่ที่ไร่นะคะ ใช่ไหมคะไร่ของเรานะคะ ซื้อฟาร์มมาใช่อันนี้ นี่ใหญ่มากค่ะแล้วก็ยาวด้วยค่ะตอนนี้โอเคสวัสดีค่ะตอนนี้ในซานอยากพูดว่าสำหรับคนไทยเนาะขอบคุณที่ติดต่อมางานตลอดเลยค่ะแล้วก็ขอบคุณที่สปอร์ตในซานตลอดนะคะใครที่อยากติดต่อเรื่องงานแล้วก็ส่งมาข้อความแล้วก็ติดต่อมางานได้นะคะส่งมาภาษาไทยก็ได้เนาะส่งมาภาษาไทยก็ได้นะเพราะว่าในซานนะพูดมอญก็ได้เมียนมาได้แล้วก็อังกฤษได้เคียงมาภาษาไทยได้นะคะยินดีต้อนรับที่ที่อะไรอะยินดีต้อนรับเพจในศาลค่ะยินดีต้อนรับที่เพจในศาลนะคะในศาลมีหลายอย่างเลยมีที่TikTokมี TikTok มี Instagram แล้วก็มีเพจส่วนตัวแล้วก็ Facebook นะคะมีหลายอย่างเลยติดต่อมาได้นะคะขอบคุณค่ะตั้งกึ่งดาวจิสุย้ายที่บ่ายအခုကကြတော့ဒီနေ့ကကြတော့ဆန်းကရွာရောက်တော့ခြံလည်းမထွက်လာကြပြီလေနော်အဲကြောင့်မိုးလေးကြာနေနဲ့ခြံထွက်ခြင်းနဲ့စိတ်ပေါ်လာလို့အဲခြံထွက်လာခဲ့ပါတယ်ဒါကကြတော့အဖေခူထားတဲ့ဟာတွေပါဒီနေ့ခူထားတဲ့ဟာတွေအများကြီးရပါတယ်ဒါတွေပေါ့နော်
စားမယ်အိမ်မှာပေါ့နော်လိုက်ဝေမှာပေါ့နော်လူအဲ့တဲ့သူတွေကိုစားချင်မဲ့သူတွေလိုက်ဝေမယ်မကုန်လို့ရှိရင်ပြန်ရောင်းမှာပေါ့နော်မကုန်တော့ကအများကြီးရှိတယ် မကောင်းဘူး မကောင်းဘူးလေအများကြီးရှိတယ် ရောင်းနေတွေ့ နောက်တော့ရောင်းတယ်ရောင်းတယ်1000ရ2000ရရော ရော င်း င်းရတယ်သိလား2000ခုနဲ့က 2000 မရောင်းတဲ့တော့ ဝါသနာလေဝါသနာလေအဲ့လေနောက်ဆုံးတော့ဆန်းပါပြောချင်လဲဆိုရင်တော့အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအလုပ်အချင်းမဲ့သူတွေအားလုံးပေါ့နော်ဆန်းကအိမ်ပြန်ရောက်ပါပြီအလုပ်လာအဲ့လိုရပါပြီနော်ကြော်ညာဆိုရင်တော့ဘလို့ကြော်ညာပဲဖြစ်ပေါ့နော်ဆန်းကိုလာရောက်ပြီးတော့ဆက်သွယ်ပြီးတော့ Messenger မှာလာပြီးတော့ကျွန်တော်ဆက်သွယ်လုပ်နိုင်ပါတယ် TikTok ထဲမှာ TikTok တစ်ပုတ်နှစ်သိန်းလောက်ပေးပါလားလို့ပြောတဲ့သူတွေအများကြီးရှိပါတယ်ဆန်းလောက်ပေးပါမယ်နော် TikTok ထဲမှာစာလာပို့ပါနော် TikTok ထဲမှာတစ်ပုတ်ကိုကြော်ညာနှစ်သိန်းလဲဆန်းလောက်ပေးပါတယ်ဆက်သွယ်လာခဲ့ပါနော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအဆင်ပြေအောင်ဆန်းအကုန်လုံးလုပ်ပေးပါမယ် Bye bye အများကြီးရနေပြီချစ်တို့ရေကြည့်ပါဦးအကြီးပဲဒါကတော့စမ်းချန်ထွက်ဟိုဟာကစုံအုပ်ပဲဖြစ်ပါတယ်အကြီးပဲကြည့်အလုံးတစ်လုံးကလည်းခေါင်းလုံးရှိတယ်နေ့ခေါင်းလုံးရှိတယ်နော်အကြီးပဲကြည့်ပါဦးချစ်တို့ရေအကြီးပဲနောက်တော့ဒါကကြတော့ဒီနေ့ခူးထားတဲ့ဟာလေးပါခရင်တီအရှည်သေးလေးရှိတယ်ဒါကကြတော့ဟိုဟာလေတုတ်စားတဲ့ဟာလေးအလုံးသေးလေးရှိတယ်ဒါကကြောင့်မိုးမြော်သေးလေးအများကြီးလက်ဆက်နေတာပဲကြည့်ပါဦးနော်ဒီနေ့ကကြတော့ခြံထွက်လာခဲ့ပါတယ်မိုးလေးရွာနေဆိုလေခြံထွက်ချင်းစိတ်ပေါ်လာလို့ခြံထွက်လာခဲ့ပါတယ်ခြံရောက်တော့လေဒီမှာကောင်းမှတဲ့ချစ်တို့ရေတာယာလိုက်တာရွာရောက်တော့လေဒီလိုမျိုးရတာတွေကိုမခန်းစားအကြပြီလေနော်ရောစရာကြီးစံခကြီးထွက်လိုက်တာတလကျော် ဟုတ်တယ် တလားကျော်အပိနဲ့အများကြီးကြီးနေပြီဒါမဲ့စတော်ဘယ်ရီကဒီချိန်မရှိတော့ဘူးစပစ်သီးလေးမရှိတော့ဘူးဒီကောင်တွေကကြတော့အကုန်ရှိတယ် ဝူး ဒီနေ့ခူးထားတဲ့ဟာတွေပါ organic တွေနော်ဟောရှင်းနေနေလေးတွေကြည့်ပါဦးရှင်းနေနေလို့ခေါ်ရလားရှင်းနေနေလို့ခေါ်ရလားဘယ်လိုခေါ်ရလဲချစ်တို့အရန်ပွေတယ်ဒီဟာကိုပါနဲ့စားပါလေဆိုရင်တော့နော်သူ့စားလို့ရတယ်နောက်တော့ငပိတ်လောက်စားလို့ရတယ်နောက်တစ်ခုကကြတော့ဟိုဟာနဲ့လေ အထောင်းနဲ့ အထောင်းနဲ့ထည့်စားလို့ရတယ်နောက်တော့ဟိုဟာလေမမပြုတ်ထက်မှာလို့စားလို့ကောင်းလဲနောက်တော့မုတ်တီထဲမှာလည်းစားလို့အရန်ကောင်းတယ်ဒါလေးထည့်အရန်ပိုးရပါကြည့်ပါဦးလက်ဆက်လိုက်တာကြည့်ပါဦးအရန်လက်ဆက်တာကြည့်ပါဦးဒါကတော့ဆန်းရဲ့ channel မှာအကုန်လုံးရှိပါတယ်ချစ်တို့ရေ